ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတာအောင်ချစ်ကိုချစ်မများအားလုံးနော်မနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့9ရက်4လ2026အားလုံးပဲကြာတာပရိနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီကဲကြာတာပရိနေ့နေကုန်သားအချင်းလေးတွေမိန်းလေးတွေထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်နော်တလက်စာတွေကျွန်တော်ရဲ့ကိုဒီမာဒီအားလုံးပဲကြံရက်မှာနော်ကြံတဲ့ဇာတိုးလေးလေနော်ကျွန်တော်ရှေ့ရဗီဒီယိုဖိုင်ကိုမတွေ့လိုက်မမြင်လိုက်တဲ့ညီကိုမောင်နှမတွေလည်းဒီထဲမှာထပ်မှန်ပြီးတော့တခါလေးထည့်ပြောပေးတော့မှဖြစ်လို့ပြီးဆုံးနိုင်အောင်ကြည့်ပေးပါနော်အားလုံးပဲကဲကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲနော်ကဲဒီဗီဒီယိုပိုင်းကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းဒီလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲကျွန်တော်ရဲ့နော်အကိုဒီအမတွေအားလုံးကျွန်တော်ညတော့ကတော့နော်ဗီဒီယိုဖိုင်လေးမတင်ပြလိုက်ဘူးဗျနော်ညတော့ကကျွန်တော်မထနိုင်လို့နော်ကောင်းနေနောက်နေလို့ပါကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲနော်ဒါကြောင့်မို့ဒီညကျွန်တော်ထပ်ပြီးတော့ကျွန်တော်ရဲ့ကိုဒီမိုက်တွေ့တာမြင်တာလေးကိုနောက်ရက်လဲကျွန်တော်နောက်နေ့လဲထပ်ပြီးတော့တင်ပေးပါဦးမယ်နော်ဒီရက်ကဆော့ရက်လည်းမရှိဘူးနောက်တစ်ပတ်ဆိုရင်တော့ကျွန်တော်ရဲ့ကိုဒီမိုက်အားလုံးပဲတနင်္လာတောက်ကြ2ရက်သေးဖွင့်တယ်နော်နောက်တစ်ပတ်ကျွန်တော်တစ်ပတ်လုံးနားမယ်တစ်ပတ်လုံးမဖွင့်ပါဘူးနော်ကျွန်တော်ရဲ့ကိုဒီမိုက်တစ်ပတ်လုံးကျွန်တော်မတင်ပါဘူးနော်တခါလေးပြောပြီးသားပါတင်ញံရက်ကိုကဲကျွန်တော်ရဲ့ကိုဒီမတွေကိုကြည့်ရှုပေးတဲ့နော်ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးက Facebook ကအကိုဒီမတွေအားလုံးပုံမှန်တိုင်းလေးလိုက်လက်မှအသေးလေးတွေနှိပ်ပါရှယ်မှုရှယ်အားလေးနဲ့ကူညီပေးပါအများမြင်များတွေ့နိုင်အောင်เนาะကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုရှယ်မှုရှယ်အားလေးနဲ့ကူညီပေးပြီးဆိုရင်နောက်မြင်များတွေ့အောင်လို့အားလုံးပဲ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲအားလုံးပဲအခုဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာပေးထားတာ3-5ခွန်စာတို့เนาะအခုဆိုရင်3စာတို့ထွက်ပြီး5စာတို့ထွက်ပြီးအစောဆုံးနေပြီပဲเนาะကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲခွန်တလုံးပဲကြာမာတဲ့တော့တယ်စာတို့သမားတွေเนาะခွန်ဆက်လိုက်ပါလုံးဝမပြောက်ပါဘူးเนาะအာမခံပါတယ်ဒါ free ပေးတယ်ဆိုပေမဲ့ကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲကျင်းတွေလာပါလိမ့်မယ်เนาะစာတို့သမားတွေเนาะကျွန်တော်ရဲ့ကိုဒီမကြီးထပ်ပြီးတော့ live ပါကြံရက်ကိုကြာတာပရိတောက်ကြ2ရက်အတွင်းပေါ့ကဲဒါဆိုရင်ကျွန်တော်တို့နေ့ပြန်ကြာတာပရိနေကုန်သားမှာချိန်နေနေဆိုရင်တော့9-3ညအချိန်ပါเนาะ9နဲ့ပတ်သက်တာဆိုရင်เนาะ9နဲ့ပတ်သက်တဲ့ main ကွက်က9နှစ်9 4 50 5ခွန်เนาะဒါ9နဲ့ပတ်သက်တဲ့ main ကွက်ပါ9နှစ်5 4 50 5ခွန်မှာဒါ9နဲ့ပတ်သက်တဲ့ main ကွက်ပါမနေ့ပြန်ကြာတာပရိနေတဏီကုံစား3ညနဲ့ပတ်သက်တာကတော့ကျွန်တော်တို့3ည2 3ည4 3ည6 3ညခွန်ပါเนาะ3ည2 3ည4 3ည6 3ညခွန်မှာဒါ3ညနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဖြစ်ပါတယ်เนาะကဲအကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့เนาะတကယ်လို့ကျွန်တော်ရဲ့ကိုဒီမာတွေကပတ်တီးကိုဦးစားပေးဆော့ခြင်းနဲ့ဆိုရင်မနေ့ပြန်ကြာတာပရိနေကုန်မှာအားကောင်းဆုံးပတ်တီးသည်9-3ညပတ်တီးပဲဖြစ်ပါတယ်เนาะကဲကြိုက်တဲ့ညီကိုမောင်နှမတွေလိုက်ဆော့နိုင်ပါတယ်ခုလိုကြည့်ရှုပေးတဲ့အားပေးတဲ့ညီကိုမောင်နှမတွေအထူးထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကံကောင်းကြပါစေဗျ